အာရခတက်တော်၏အနာဂတ်ရေတက်အင်အားသစ်ဤဆောင်းပါးကိုမင်းသိရေးသားပါတယ်။အာရခဒေသဟာမြန်မာနိုင်ငံရဲ့အနောက်ဘက်ဧရိယာအနားသက်ဒေသကြီးတစ်ခုဖြစ်ပါတယ်။အာရခဒေသရဲ့ထူးခြားချက်ကကမ်းရိုးတန်းဒေသကြီးတစ်ခုဖြစ်နေတာဟာထင်ရှားတဲ့လက္ခဏာဖြစ်ပါတယ်။အာရခဒေသရဲ့ပထဝီနိုင်ငံရေးတန်ဖိုးဟာဘာဖြစ်ပါသလဲ။ပထဝီနိုင်ငံရေးသီအိုရီတွေထဲကထင်ရှားတဲ့သီအိုရီတစ်ခုနဲ့ချိတ်ဆက်ကြည့်ကြရအောင်ပါ။ပထဝီနိုင်ငံရေးသဘောတရားတွေထဲမှာယခုထက်ထိအသုံးဝင်နေစေခေတ်မီနေစေသီအိုရီတစ်ခုရှိပါတယ်။အဲ့ဒါကတော့တစ်ချိန်ကအမေရိကန်ရေတပ်ဗိုလ်ချုပ်တစ်ယောက်ဖော်ထုတ်ခဲ့တဲ့ Sea Power Theory ပဲဖြစ်ပါတယ်။အာရခဒေသရဲ့ပထဝီနိုင်ငံရေးအားသာချက်တွေကိုအဲဖက်တာရဲ့မာဟန်ရဲ့ Theory of Sea Power နဲ့ချိတ်ဆက်စဉ်းစားကြည့်ကြရအောင်ပါ။အရင်ဆုံးအဲဖက်တာရဲ့မာဟန်ရဲ့အကြောင်းကိုအနည်းငယ်မိတ်ဆက်ပေးခြင်းပါတယ်။ပထဝီနိုင်ငံရေးမဟာဗျူဟာသမားမာဟန်ပထဝီနိုင်ငံရေးဘာသာရပ်မှာတော့မာဟန်ရဲ့သဘောတရားရေးတွေဟာအင်မတန်ဩဇာကြီးပါတယ်။အထူးသဖြင့်အမေရိကန်ရေတပ်ရဲ့မူဝါဒအဖြစ်လက်ရှိအချိန်ထိမာဟန်ရဲ့သဘောတရားရေးတွေကလွှမ်းမိုးခေတ်မီနေစေဖြစ်တယ်လို့ပြောနိုင်ပါတယ်။အမေရိကန်ရေတပ်ဗိုလ်ချုပ်မာဟန်ကိုထိပ်သီးမဟာဗျူဟာသမားတစ်ယောက်အနေနဲ့ရှုမြင်ကြပါတယ်။19ရာစုအတွင်းမှာထင်ရှားတဲ့ပထဝီနိုင်ငံရေးမဟာဗျူဟာသေနင်းငရှင်အဖြစ်အတိအမှတ်ပြုလေးစားကြပါတယ်။အထူးသဖြင့်မာဟန်ရဲ့ပင်လယ်ရေကြောင်းအင်အားကြီးနိုင်ငံတစ်ခုတိစောက်ရေးအမြင်တွေဟာထင်ရှားပါတယ်။မာဟန်ရဲ့စာအုပ်တွေအမေရိကန်နိုင်ငံကိုပင်လယ်ရေကြောင်းအင်အားကြီးနိုင်ငံအဖြစ်တွန်းတင်တိစောက်တဲ့နေရာမှာမာဟန်ရဲ့အတွေးခေါ်တွေကဩဇာကြီးတယ်လို့ပြောနိုင်ပါတယ်။မာဟန်ဟာစာအုပ်ပေါင်းများစွာကိုရေးသားပြုစုခဲ့တယ်။မာဟန်ရေးသားပြုစုခဲ့တဲ့စာအုပ်အများပြားကိုကြည့်ရင်ပင်လယ်ရေကြောင်းစစ်စင်ရေးနဲ့စစ်ပွဲအတွင်းကရေတပ်တွေရဲ့အင်အားတွေကိုနှိုင်းယှဉ်သုံးသပ်ရေးသားထားတဲ့စာအုပ်တွေအများစုဖြစ်တယ်ဆိုတာတွေ့ရတယ်။အမေရိကန်ထက်ရေတပ်အင်အားမှာရှေ့ဆိုးရောက်ခဲ့တဲ့ဗြိတိရှနဲ့ပြင်သစ်တို့ရဲ့ရေတပ်အင်အားတွေကိုအထူးလေးလာစူးစမ်းပြီးအမေရိကန်ကိုလည်းရေတပ်အင်အားမှာအထူးအာရုံစိုက်တိစောက်ဖို့မာဟန်တပ်ကဆော်ဩခဲ့တာပါ။အမေရိကန်တွေဟာမာဟန်ရဲ့သဘောတရားရေးတွေကိုကျေညက်စွာနားလည်ပြီးရေတပ်အင်အားကိုအလေးထားတိစောက်ခဲ့လို့ကမ္ဘာကြီးကိုလွှမ်းမိုးချုပ်ကိုင်နိုင်တာဖြစ်ကြောင်းလက်တွေ့စစ်ရေးအခြေအနေတွေကသက်သေပြနေပါတယ်။မာဟန်ဟာအနာဂတ်မှာဘလို့နိုင်ငံမျိုးဟာကမ္ဘာအင်အားကြီးနိုင်ငံနေရာမျိုးကိုရောက်လာနိုင်မှာဖြစ်ကြောင်းကြိုတင်မှန်းဆနိုင်ခဲ့တယ်။မာဟန်နဲ့ခေတ်ပြိုင်ပထဝီနိုင်ငံရေးပညာရှင်တွေထဲမှာစာဟန်ဖို့မက်ကင်တာနဲ့စပိုက်မဲတို့ရဲ့ပထဝီနိုင်ငံရေးသဘောတရားတွေကလည်းဩဇာကြီးခဲ့ပါတယ်။မက်ကင်တာနဲ့နှလုံးသားနယ်မြေသဘောတရားဟာခေတ်ထခဲ့ပေမဲ့နောက်ပိုင်းမှာတိမ်ကောသွားခဲ့တယ်။စပိုက်မန်ရဲ့အစွန်ဖျားနယ်မြေသဘောတရားကတော့နှလုံးသားနယ်မြေသဘောတရားလိုမတိတ်ကောခဲ့ပါခေတ်မီတဲ့သဘောတရားအဖြစ်ရှိနေခဲ့ပါတယ်ဒါပေမဲ့ပင်လယ်ရေကြောင်းအင်အားနဲ့ပတ်သက်ရင်တော့မာဟန်ရဲ့သဘောထားအမြင်တွေကိုလက်ရှိ21ရာစုအထိဘလို့မှပယ်ရှားလို့မရသေးတာကိုတွေ့ရပါတယ်မာဟန်ရဲ့အကြံပြုချက်များမာဟန်ဟာသူ့ရဲ့စာအုပ်တွေမှာပင်လယ်ရေကြောင်းအင်အားကြီးနိုင်ငံတစ်ခုဖြစ်လာဖို့အတွက်အခြေခံအကြံပြုချက်6ချက်ကိုတင်ပြခဲ့တယ်။ရေတပ်အင်အားကြီးနိုင်ငံတစ်ခုတည်ဆောက်ဖို့လုံလောက်သင့်တော်တဲ့ပထဝီတည်နေရာအနေအထားရှိရမယ်။ဒါကို Geographical Position လို့ခေါ်ပါတယ်။နှစ်ကူးတန်းစိုက်ကပ်ရန်ကောင်းမွန်တဲ့ကမ်းရိုးတန်းသင့်တော်တဲ့ရာသီဥတုနဲ့လုံလောက်တဲ့သဘာဝရင်းမြစ်ရှိရမယ်။3ကမ်းရိုးတန်းအရှည်မိုင်ရှည်လျားရမယ်။၄ရေကြောင်းအင်အားနဲ့ကုန်သွယ်ရေးအတွက်လုံလောက်တဲ့လူဦးရေရှိရမယ်။၅ပင်လယ်ရေကြောင်းသွားလာရေးအတွက်ကိုတိမ်ညွတ်တဲ့ဗီဇစရိုက်ရှိရမယ်။၆အစိုးရလုပ်သူကပင်လယ်ပြင်ကိုလွှမ်းမိုးဖို့မူဝါဒရေးရာမှာတိမ်ညွတ်တဲ့ဆန္ဒပြင်းပြရမယ်။မာဟန်ကပင်လယ်ရေကြောင်းအင်အားကြီးနိုင်ငံတစ်ခုဖြစ်ဖို့အခြေခံရှိရမယ့်အချက်တွေကိုတင်ပြခဲ့တာပါ။ယခုကျွန်တော်တင်ပြမယ့်အကြောင်းအရာတွေထဲမှာမာဟန်ရဲ့theory သဘောတရားတွေကိုအခြေခံပြီးအာရခဒေသရဲ့ပထဝီနိုင်ငံရေးတန်ဖိုးတွေကိုရေဘူးရလေ့လာခြင်းအတွက်တင်ပြချင်တာဖြစ်ပါတယ်။ဒီတင်ပြချက်မှာအာရခဒေသရဲ့ပထဝီနိုင်ငံရေးအနေအထားမှာအားသာချက်တွေကိုထုတ်ဖော်ရင်းနောင်လာမယ့်အနာဂတ်နှစ်ပေါင်း50-100လောက်အထိကြော်ကြည့်မျှော်ကြည့်နိုင်ဖို့အတွက်အတွေးအဆများရစေလိုတဲ့ဆန္ဒဖြစ်ပါတယ်။မေးခွန်းတချို့နဲ့စတင်ခြင်းပါတယ်
အာရခဒေသအတွက်မေးခွန်းများနောင်လာမယ့်2050ခုနှစ်လောက်မှာအာရခဒေသရဲ့အခြေအနေကိုအကြမ်းဖျင်းမှန်းစာကြည့်စမ်းပါဘလို့အခြေအနေဖြစ်နေမှာပါလဲရခိုင်တို့ရဲ့အာရကန်အိမ်မက်ဟာဘလောက်အထိတက်ဝင်လှုပ်ရှားနေမှာပါလဲလက်ရှိအနေအထားအတိုင်းဗမာတို့လက်အောက်ခံဖြစ်နေစေလားသို့မဟုတ်ဗမာထီးရိပ်အောက်ကထီးပြိုင်နှန်းပြိုင်အခြေအနေလားတို့ဒီမဟုတ်လွတ်လပ်သောအဖရက်ခိုင်မျိုးသားနိုင်ငံတော်တစ်လားအာရခဒေသရဲ့ပထဝီနိုင်ငံရေးတန်ဖိုးတွေကဘာတွေပါလဲရခိုင်မွတ်စလင်တို့လွှမ်းမိုးသွားသောအာရခဒေသလားရခိုင်မျိုးသားဗုဒ္ဓဘာသာတို့တီးခြားထူထောင်တဲ့နိုင်ငံတော်တစ်လားလူမျိုးစုံပါဝင်တဲ့အာရခဒေသတစ်ခုလားအာရခဒေသကိုဘသူတို့ကြီးစိုးလွှမ်းမိုးထားမလဲအာရခဒေသရဲ့လူမှုစီးပွားအခြေအနေကဘလို့ဖြစ်မလဲအာရခဒေသရဲ့ပထဝီနိုင်ငံရေးအရေးပါမှုကဘလို့ဖြစ်နေမလဲအာရခဒေသရဲ့မြေပြင်ကိုဘသူတွေကကြီးစိုးပြီးအာရခဒေသရဲ့ဝေဟင်ကိုဘသူတွေကပိုင်စိုးနေမှာလဲရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ထိစပ်နေတဲ့ဘင်္ဂလားပင်လယ်အော်နဲ့အိန္ဒိယသမုဒ္ဒရာမျက်နှာပြင်ရေပြင်ကိုကြီးစိုးလွှမ်းမိုးသူတွေကဘသူတွေဖြစ်နေမလဲရခိုင်တို့ဟာရေပြင်ဟော့စာကိုဘသူလက်ထဲအနှံထားမှာလဲတရုတ်လားအိန္ဒိယလားအမေရိကန်လားဗမာရေတက်လက်ထဲလားတို့ဒီမဟုတ်ရခိုင်တို့ကိုယ်တိုင်တိဆောက်မဲ့ရေတက်ထီးရိပ်အောက်မှာလားရခိုင်တို့မှာတဘာဝအရင်းမြစ်ဘလောက်ရှိသလဲရခိုင်တို့ရဲ့လူဦးရေကဘလောက်အထိတိုးဝါလာမှာလဲအရှေ့တောင်အာရှတောင်အာရှနဲ့အရှေ့အာရှတို့ရဲ့စုံချက်ဖြစ်တဲ့အာရခဒေသဟာ2050ခုနှစ်မှာဘလို့အခြေအနေမျိုးဖြစ်နေမလဲဒါဟာကျွန်တော်ခေါင်းထဲကိုတရက်ဆက်ဝင်လာတဲ့မေးခွန်းတွေပဲဖြစ်ပါတယ်2100ခုနှစ်မှာဖြစ်တည်နေမဲ့အာရခဒေသရဲ့အခြေအနေကိုမှန်းမျှော်ကြည့်ပါဘလို့အခြေအနေဖြစ်နေမလဲစစ်ပွဲတွေနဲ့ဒင်းချမ်းပြည့်နေမဲ့ဒေသလားဖွံ့ဖြိုးတိုးတက်ပြီးတည်ငြိမ်စီပင်တဲ့သဟဇာတဖြစ်သောရခိုင်မျိုးသားနိုင်ငံတော်တစ်ခုလားဗမာတို့ရဲ့လက်အောက်ခံပြည်နယ်တစ်ခုမျှသာပဲလားအာရခဒေသအတွက် global အင်အားကြီးနိုင်ငံတစ်ခုခုနဲ့လက်တွဲချိတ်ဆက်ဖို့အတွက်ဆိုရင်ဘယ်နိုင်ငံကိုရွေးမှာလဲတရုတ်လားအမေရိကန်လားအိန္ဒိယလားတေချာတာတစ်ခုကတော့ရခိုင်တို့ရဲ့အနာဂတ်လျှောက်လန်းမှာ global အင်အားကြီးနိုင်ငံတစ်ခုခုရဲ့ထီးရိပ်ကိုခိုပြီးလောင်းရိပ်မမိအောင်ကြီးထွားရှင်သန်စေဖို့ကအဓိကကြလာပါတယ်ရခိုင်တို့အတွက်အပြန်အလှန်အညံ့ညံ့ဖြစ်တည်ဖို့အတွက် global မိတ်ဖက်လိုပါတယ်အဲ့ဒီအတွက်တရုတ်နဲ့အိန္ဒိယဟာရခိုင်တို့အတွက်စဉ်းစားချက်ဖြစ်နိုင်ပါတယ်မာဟန်ရဲ့ theory တွေကအခြေခံအချက်၃ချက်နဲ့ချိတ်ဆက်ကြည့်ချင်ပါတယ်1မဟာဗျူဟာမြောက်တည်နေရာ2တယံဇာတဘောကျယ်ဝသောရေပြင်ပိုင်နက်3ရေနက်စိတ်ကမ်းတည်ဆောက်နိုင်တဲ့အားသာချက်ဒီအခြေခံအချက်၃ချက်ဟာအာရခဒေသနဲ့တိုက်ရိုက်သက်ဆိုင်ပါတယ်ရခိုင်တို့ဟာပင်လယ်ရေကြောင်းသွားလာရေးတက်မှာဘလောက်အထိကျွမ်းဝင်နှံ့ဆက်ခဲ့တယ်လဲဆိုတာကိုထပ်မံဆန်းစစ်ဖို့လိုပါတယ်ရခိုင်သမိုင်းမှာဘယ်မင်းလက်ထက်တုန်းကပင်လယ်ရေကြောင်းတက်မှာထွန်းပေါက်ထူးချွန်ခဲ့တဲ့တာရကမျိုးရှိခဲ့ပါသလဲရခိုင်တို့ရဲ့ပင်ကိုဗီဇစိတ်မှာပင်လယ်ရေကြောင်းတက်ကိုကျွမ်းဝင်နိုင်မဲ့ရေပျော်ဗီဇမျိုးကိန်းအောင်နေရဲ့လားတေချာတာတစ်ခုကတော့ရခိုင်တို့လိုကံရိုးတန်းမှာနေထိုင်သူမဟုတ်တဲ့ကုန်းတွင်းဒေသကဗမာတို့ဟာရေကြောင်းတက်မှာအားနည်းခဲ့ပါတယ်ဗမာစစ်ရင်ရေကြောက်တယ်ဗမာကရေမာမပျော်ဘူးဗမာကသူတို့ပိုင်တဲ့မြစ်ပြင်ပိုင်နက်ကိုတောင်လုံလောက်အောင်ထိန်းချုပ်နိုင်စွမ်းမရှိပါအင်္ဂလိပ်ကိုလိုနီတပ်ကအထက်ဗမာပြည်ကိုဝင်သိမ်းတာအေယာဝတီမြစ်ကိုစမ်းတက်ပြီးတော့သိမ်းတာဖြစ်ပါတယ်ဗမာပဒေသရဲ့မင်းတွေဟာရေချောင်းပညာနဲ့ရေချောင်းအတက်မှာပြင်းပြထက်သန်စွာအားကောင်းအောင်တည်ဆောက်ခဲ့တဲ့တာတကမရှိပါလွတ်လပ်ပြီးခေတ်နောက်ပိုင်းပေါ်ထွက်လာတဲ့ဗမာဗဟိုအစိုးရအဆက်ဆက်ကလည်းကြီးတက်ကိုသာအားဖြည့်တည်ဆောက်တာတွေ့ရပါတယ်ဘိုနေဝင်းခေတ်အလွန်ဗိုလ်တန်းရွှေလက်ထက်အထိကြီးတက်ဟာဗမာတို့အတွက်အခရာဖြစ်ခဲ့ပါတယ်ဗမာတပ်မှာကြီးတက်ရေတက်နဲ့လေတက်တွေတဲကရေတက်အင်အားဟာအင်အားနည်းပါးဆုံးလို့ပြောလို့ရပါလိမ့်မယ်ဒါတောင်မှတိတ်မကြခင်အရက်သားအစိုးရဦးဆောင်တဲ့လက်ထက်ကြမှအိန္ဒိယကရေငုပ်သင်္ဘောပေးလို့ရေငုပ်သင်္ဘောပိုင်ဆိုင်ခွင့်ရတာပါဒါကိုလည်းဘလောက်အထိထိထိရောက်ရောက်အသုံးချနိုင်တယ်လဲဆိုတာသိမသေးချပါတေချာတာတစ်ခုကတော့ပင်လယ်ကမ်းရိုးတန်းဒေသမှာပဲနှစ်ပေါင်းများစွာကတည်းကထီးနှင်းစိုက်ထူလာတဲ့တမိုင်းရှိခဲ့တဲ့ရခိုင်တို့အဖို့ဗမာတို့ထက်ရေချောင်းအတက်သို့မဟုတ်
ပင်လယ်ရေပြင်နဲ့ကျွမ်းဝင်တဲ့ဗီဇဟာပိုပြီးရှေ့ရောက်နေမှာဖြစ်ကြောင်းယုတ်တိကျစွာစဉ်းစားပြီးကောက်ချက်ချနိုင်ပါတယ်။ရခိုင်မင်းတွေလက်ထက်တုန်းကပင်လယ်ကူးသင်္ဘောတွေနဲ့ပင်လယ်ရေကြောင်းကုန်ကူးခြင်းကိစ္စတွေကိုကြဲကြဲပြန့်ပြန့်လှုပ်ဆောင်ခဲ့တဲ့တာရကတွေရှိပါတယ်။ရခိုင်တို့အတွက်ရေတပ်အင်အားကိုတိစောက်တဲ့နေရာမှာလက်ရှိတည်ဆဲအခြေအနေမျှော်လွန်ကြည့်ခွင့်ရှိပါတယ်။ရခိုင်တို့ဟာရပ်တန့်မနေပါဘူး။လက်ရှိအနေအထားမှာလည်း non-state actor တွေထဲကတွေထဲမှာအာရခတပ်တော်တစ်ခုတည်းသာရေတပ်အင်အားကိုမျှော်မှန်းတည်ဆောက်နိုင်ဖို့ပထဝီနေထားကအခွင့်ပေးတာတွေ့ရပါတယ်။ဘလောက်ပဲအင်အားကြီးတယ်လို့ပြောတဲ့ဝတပ်ဟာရေတပ်အင်အားကိုတည်ဆောက်ချင်ရင်တောင်တည်ဆောက်လို့မရပါဘူး။ဝဟာကုန်းတွင်းပိတ်ဒေသဖြစ်ပါတယ်။ဝပိုင်ဆိုင်တာကအင်မတန်ရေစီးတန်ပြီးမြစ်ကွေ့မြစ်ကျင်းပေါင်းများစွာရှိတဲ့တန်လွင်မြစ်လောက်သာဖြစ်ပါတယ်။ထိုနည်းလဲကောင်းကချင်တပ် KIA ဟာလည်းဘလောက်အင်အားကြီးစွာတိဆောက်သည်ဖြစ်စေရေတပ်အင်အားကိုတိဆောက်လို့မရပါဘူး။ကချင်ဟာပင်လယ်ကမ်းရိုးတန်းပိုင်ဆိုင်ခွင့်မရှိတဲ့ဒေသဖြစ်ပါတယ်။ရှမ်းတပ်ကရောရေတပ်အင်အားကိုပိုင်ခွင့်ရှိပါသလား။မဲခေါင်မြစ်နဲ့တန်လွင်မြစ်လောက်ကိုသာထိတွေ့ခွင့်ရတဲ့ရှမ်းတွေဟာပင်လယ်ရေကြောင်းအင်အားကိုတိဆောက်ဖို့အခွင့်မရှိပါ။ကရင်နဲ့မွန်ကရောနည်းနည်းမျှော်လင့်နိုင်ပါတယ်။ဒါပေမဲ့အာရခဒေသလောက်ကမ်းရိုးတန်းအရှေ့မိုင်ကိုအမြောက်များပိုင်ဆိုင်ခွင့်ရအောင်လုပ်နိုင်ပါမလား။လောလောဆယ်အားဖြင့်ရခိုင်တို့သာလျှင်ရေတပ်အင်အားကိုမျှော်လင့်တည်ဆောက်လို့ရမယ့်ပထဝီအားသာချက်ကိုရရှိထားတာဖြစ်ပါတယ်။ရခိုင်တို့ဟာဘင်္ဂလားပင်လယ်အော်နဲ့အိန္ဒိယသမုဒ္ဒရာကြီးကိုခြေကုပ်ယူပြီးသူတို့ရဲ့နိုင်ငံတည်ဆောက်ရေးနဲ့တိုင်းပြည်တည်ဆောက်ရေးကိုအများကြီးချီမတည်ဆောင်သွားဖို့ပထဝီခွင့်လန်းပေးနေပါတယ်။ရခိုင်လူမျိုးတွေထဲမှာပင်လယ်ရေကြောင်းအတတ်ပညာနဲ့ပတ်သက်ပြီးတော့ဘလောက်အထိပညာရှင်ပညာတတ်တွေကိန်းအောင်နေတယ်လဲဆိုတာအရေးကြီးတယ်လို့အာရခတပ်တော် AA အနေနဲ့အာရခဒေသရဲ့အနာဂတ်ရေတပ်အင်အားကိုဘယ်လိုမျှော်မှန်းထားသလဲဆိုတာအရေးကြီးပါတယ်။မာဟန်ရဲ့အယူအဆတချို့ကိုထပ်မံတင်ပြခြင်းပါတယ်။မာဟန်အနေနဲ့ပင်လယ်ရေတပ်အင်အားကိုတိဆောက်ဖို့အတွက်အဓိကချိတ်ဆက်စဉ်းစားတဲ့အချက်၃ခုရှိတာတွေ့ရပါတယ်။အဲ့ဒါကတော့ရေတပ်အင်အား၂ကုန်သွယ်ရေးနဲ့၃တီနီယာအနေထားဆိုတဲ့၃ချောင်းထောက်စဉ်းစားတာဖြစ်ပါတယ်။ရေတပ်ဟာစစ်ရေးဖြစ်ပြီးကုန်သွယ်ရေးဟာစီးပွားရေးဖြစ်ပါတယ်။တီနီယာအနေထားကတော့ပထဝီဖြစ်ပါတယ်။ရခိုင်တို့အတွက်လည်းအာရခဒေသရဲ့ပထဝီနိုင်ငံရေးတန်ဖိုးတွေကိုလက်တွေ့အကောင့်ထဲပေါ်တဲ့နေရာမှာစစ်ရေးစီးပွားရေးနဲ့ပထဝီရေးတွေကိုချိတ်ဆက်စဉ်းစားကြရတယ်လို့ယူဆပါတယ်။မာဟန်အဆိုပြုခဲ့တဲ့ပင်လယ်ရေကြောင်းအင်အားတည်ဆောက်ရေးအခြေခံသဘောတရား6ချက်နဲ့အာရခရဲ့အခြေအနေကိုအဆက်ဆက်ချိန်ညှိကြည့်ကြရအောင်ပါ။ပထဝီတီနီယာအနေထားမာဟန်ကရေတပ်အင်အားကြီးနိုင်ငံတစ်ခုတည်ဆောက်ဖို့လုံလောက်သင့်တော်တဲ့ပထဝီတီနီယာအနေထားရှိရမယ်လို့ဆိုပါတယ်။ရခိုင်ပြည်နယ်သို့မဟုတ်အာရခဒေသရဲ့တီနီယာအနေထားကိုကြည့်ပါ။ရေတပ်အင်အားကိုကောင်းစွာတည်ဆောက်နိုင်တဲ့ပထဝီတီနီယာအနေထားရှိထားပြီးဖြစ်ပါတယ်။ဘင်္ဂလားပင်လယ်အော်ကိုမျက်နှာမူထားတဲ့အိန္ဒိယသမုဒ္ဒရာရဲ့အနားသက်ကမ်းရိုးတန်းဒေသကြီးတစ်ခုဖြစ်တယ်။မဟာဗျူဟာမြောက်ပထဝီရေကြောင်းတည်နေရာတဲ့မှာရှိတယ်။ကဘာကြီးနဲ့ချိတ်ဆက်မလားနိုင်ငံတကာရေကြောင်းသွားလာရေးရဝန်းတွေကိုခြေဆက်မလားလုံခြုံရေးအရာလဲမဟာဗျူဟာချုပ်ပွိုင်းရှိနေတဲ့အနေအထား။ရခိုင်ဟာတရုတ်ရဲ့ပိုလန်မတစ်စီမံကိန်း BRI အတွက်လည်းအဓိကမဟာဗျူဟာပွိုင်းတစ်ခုဖြစ်တယ်လို့အိန္ဒိယရဲ့ Act East Policy အတွက်လည်းအင်မတန်အရေးပါတဲ့တည်နေရာဖြစ်တယ်။တရုတ်ဟာမလက္ကာရေလက်ကြားအကျက်တဲကိုဖြည့်ရှင်းဖို့အတွက်အာရခဒေသဟာအသင့်တော်ဆုံးဖြစ်တယ်။ဒါအပြင်တရုတ်အတွက်အာရခဒေသဟာအိန္ဒိယသမုဒ္ဒရာကိုထွက်ရှိရာမုတ်ဦးတစ်ခုဖြစ်တယ်။ဒါအပြင်အာရခဒေသဟာအရှေ့တောင်အာရှတောင်အာရှနဲ့အရှေ့အာရှတို့ရဲ့စုံချက်ဖြစ်တယ်။အရှေ့တောင်အာရှမှာမြန်မာထိုင်းလာအိုဗီယက်နမ်ကမ္ဘောဒီးယားဖိလစ်ပိုင်အင်ဒိုနီးရှားမလေးရှားနဲ့စင်ကာပူတို့ပါဝင်တယ်။တောင်အာရှမှာအိန္ဒိယဘင်္ဂလားဒေ့ရှ်သီရိလင်္ကာဘူတန်ပါကစ္စတန်နဲ့နီပေါပါဝင်တယ်။အရှေ့အာရှမှာတရုတ်မွန်ဂိုလီးယားတောင်ကိုရီးယားမြောက်ကိုရီးယားဂျပန်ထိုင်ဝမ်ဟောင်ကောင်နဲ့မကာအိုတို့ပါဝင်တယ်။ဒီတော့အာရခဒေသဟာမြန်မာကနေတဆင့်အရှေ့တောင်အာရှကိုခြေဆန့်လို့ရတဲ့လမ်းကြောင်းကြီးရှိတယ်။ဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယကနေတောင်အာရှကိုပေါက်နိုင်တဲ့လမ်းကြောင်းကြီးရှိတယ်။
တရုတ်ကနေအရှေ့အာရှကိုပေါက်နိုင်တဲ့လမ်းကြောင်းကြီးရှိတယ်။ဒါဟာအာရခဒေသရဲ့ပထဝီတည်နေရာကိုအကြမ်းဖျင်းပြောတာပါ။နှစ်ရုပ်ပိုင်းဆိုင်ရာအရာတင့်တော်သောအနေအထား physical confirmation မာဟန်ကကူးတန်းဆိုင်ကက်ရန်ကောင်းမွန်တဲ့ကံရိုးတန်းတင့်တော်တဲ့ရာသီဥတုနဲ့လုံလောက်တဲ့သဘာဝရင်းမြစ်ရှိရမယ်လို့ဆိုပါတယ်။ရခိုင်ပြည်နယ်သို့မဟုတ်အာရခဒေသဟာကံရိုးတန်းအရှည်ကီလိုမီတာ900ကျော်ရှည်လျားစွာပိုင်ဆိုင်ထားတာဖြစ်ပါတယ်။အာရခဒေသကပိုင်ဆိုင်ထားတဲ့ကံရိုးတန်းဧရိယာမှာရေနက်စိတ်ကမ်းအဖြစ်တည်ဆောက်နိုင်မဲ့လုံလောက်သောပထဝီနေထားရှိပါတယ်။ပင်လယ်ရေကြောင်းကုန်သွယ်ရေးသင်္ဘောတွေအလွယ်တကူစိုက်ကပ်လို့ရတဲ့ကံရိုးတန်းအနေအထားရှိပါတယ်။ဒါအပြင်အာရခဒေသဟာတမပိုင်းစုံထဲမှာရှိတဲ့ဒေသတစ်ခုဖြစ်တာကြောင့်နှွေမိုးဆောင်ရာသီဥတုအားလုံးမှာတစ်နှစ်ပတ်လုံးလည်ပတ်နိုင်တဲ့ဥတုအားသာချက်ရှိပါတယ်။ဥရောပအရှေ့ခြမ်းကနိုင်ငံတွေလိုဝင်ရိုးစွန်းနဲ့နီးတဲ့နိုင်ငံတွေလိုပင်လယ်သမုဒ္ဒရာကိုမျက်နှာမူထားပေမဲ့တစ်နှစ်ပတ်လုံးမှာ200ရာသီလောက်ရေခဲနေတဲ့အခြေအနေမဟုတ်ပါဘူး။တစ်နှစ်ပတ်လုံးပင်လယ်စိတ်ကမ်းကိုအသုံးချလို့ရတဲ့ရာသီဥတုရှိပါတယ်။ဒါကြောင့်မာဟန်တင်ပြတဲ့အဓိကအနှစ်သာရဖြစ်တဲ့ပင်လယ်ရေကြောင်းအင်အားကိုတည်ဆောက်နိုင်တဲ့ပထဝီအခွင့်ကိုရထားသလိုနိုင်ငံတကာကုန်သွယ်ရေးလမ်းကြောင်းအတွက်လည်းအာရုံစိုက်လှုပ်ဆောင်နိုင်တဲ့အနေအထားမှာအာရခဒေသကရှိနေပါတယ်။ကုန်သွယ်ရေးလမ်းကြောင်းကိုထိန်းချုပ်နိုင်ရန်ကံရိုးတန်းအရှည်မိုင်လုံလောက်စွာရှိခြင်းမာဟန်ကကံရိုးတန်းရှည်မိုင်ရှည်လျားရမယ်လို့ဆိုပါတယ်။ကံရိုးတန်းရှည်မိုင်ရှည်လျားကိုပိုင်ဆိုင်ထားခြင်းဟာကုန်သွယ်စီးပွားကူးလူမှုအတွက်တင့်တော်တဲ့ပထဝီနေထားကိုပေးပါတယ်။ဘင်္ဂလားပင်လယ်အော်နဲ့အိန္ဒိယသမုဒ္ဒရာရဲ့မုတ်ဦးဝဖြစ်တဲ့အာရခဒေသဟာအရှေ့တောင်အာရှတောင်အာရှနဲ့အရှေ့အာရှတို့ရဲ့လမ်းစုံလမ်းခွကြီးပေါ်မှာရှိနေပါတယ်။အရှေ့တောင်အာရှကနေတောင်အာရှကိုဖြတ်တန်းရင်လည်းအာရခဒေသကိုဖြတ်တန်းသွားနိုင်တယ်။အိန္ဒိယသမုဒ္ဒရာတွင်စီးစိမ်ကူးလူနေတဲ့လူတွေကုန်တွေအရင်းအမြစ်တွေတယံဇာတတွေဟာအာရခဒေသကိုဖြတ်ပြီးတော့အရှေ့အာရှအထိဦးတည်လို့ရတယ်။အဓိကကတော့ဒီနေရာမှာပြောချင်တာကကုန်သွယ်ရေးလမ်းကြောင်း trade route ကိုပြောချင်တာပါ။မာဟန်အဆိုပြုတင်ပြခဲ့တဲ့အဓိကသဘောတရားတွေထဲကအရေးကြီးဆုံးသောအချက်တစ်ခုဖြစ်ပါတယ်။လောလောဆယ်အားဖြင့်ကြောက်ဖြူကူမင်းရေနံနဲ့တဘာဝဓာတ်ငွေ့ပိုက်လိုင်းဟာတရုတ်ရဲ့စွမ်းရည်လုံခြုံရေးအတွက်အဓိက supply chain ကြီးတစ်ခုဖြစ်နေပါတယ်။အဲဒီကနေဆက်ပြီးတော့ကားလမ်းရထားလမ်းတွေနဲ့ကုန်သွယ်ရေးလမ်းကြောင်းတွေကိုထပ်ဆင့်ချဲ့ထွင်လို့ရပါတယ်။အိန္ဒိယကလည်းသူ့ရဲ့ကုန်းတွင်းပိတ်ပြည်နယ်တွေကိုရခိုင်ဘင်္ဂလားဘက်ကနေပင်လယ်ထွက်ပေါက်ယူပြီးဖွံ့ဖြိုးတိုးတက်စေခြင်းနဲ့စိတ်ဆန္ဒရှိပါတယ်။ဒါကြောင့်လဲကလဒန်စီမံကိန်းဟာအိန္ဒိယအတွက် Act East Policy အနေနဲ့အရေးပါတဲ့စီမံကိန်းဖြစ်ကြောင်းတွေ့နိုင်ပါတယ်။အာရခဒေသဟာစီးပွားရေးရင်းမြစ်တွေကိုတည်ယူပို့ဆောင်ပေးရာအဓိကဗဟိုချက်ချာဒေသဖြစ်နိုင်ပါတယ်။ယခုလည်းဖြစ်တဲ့လောက်ဖြစ်လာနေပါပြီ။လုံလောက်သောလူဦးရေ population မာဟန်ကရေကြောင်းရင်အားနဲ့ကုန်သွယ်ရေးအတွက်လုံလောက်တဲ့လူဦးရေရှိရမယ်လို့ဆိုပါတယ်။စရင်းအင်းတွေအရရက်ခိုင်လူဦးရေက3တန်းလောက်ရှိတယ်လို့ဆိုပါတယ်။လက်ရှိအနေအထားမှာရက်ခိုင်လူဦးရေက3တန်းထက်ပိုလွန်နိုင်ပါတယ်။ပြည်ပရောက်သွားတဲ့ရက်ခိုင်အရေအတွက်နဲ့ဗမာစရင်းအတွင်းခံရတဲ့ရက်ခိုင်အရေအတွက်ကိုထည့်တွက်စဉ်းစားဖို့လိုပါတယ်။ဒါပေမဲ့စိုးရိမ်စရာကရက်ခိုင်တို့ရဲ့လူဦးရေတိုးနှုန်းပါရက်ခိုင်တို့ရဲ့မွေးဖွားနှုန်းကဘယ်လောက်ရှိသလဲဆိုတာဒီဆောင်းပါးမှာတိတိကျကျပြောနိုင်ဖို့ခက်ပါတယ်2022စရင်းအင်းအရမြန်မာမျိုးသမီးတဦးမှာမွေးဖွားနှုန်း2.13ပဲရှိပါတယ်ရက်ခိုင်လူမျိုးတွေရဲ့ကြားမအချိုးက52-48ပဲရှိတယ်လို့စရင်းစရာတွေကပြသပါတယ်ရက်ခိုင်မျိုးသမီးတယောက်ရဲ့မွေးဖွားနှုန်းကလည်းမြန်မာမျိုးသမီးတွေရဲ့မွေးဖွားနှုန်းနဲ့မတိမ်မယိမ်းပဲရှိပါတယ်။စရင်းအင်းတွေအရရက်ခိုင်မျိုးသမီးတဦးမှာမွေးဖွားနှုန်း2.2ရှိပါတယ်။ရက်ခိုင်တို့ထက်ပိုပြီးမွေးဖွားနှုန်းမြင့်နိုင်ပွဲရှိတာကတော့ဘင်္ဂလီတွေပဲဖြစ်ပါတယ်။ရက်ခိုင်ဒေသရင်းကဘင်္ဂလီအမျိုးသမီးတဦးမှာမွေးဖွားနှုန်း3.8ရှိပါတယ်။အာရခဒေသအတွက်လူဦးရေဟာစိန်ခေါ်ချက်ဖြစ်နိုင်ပါတယ်။အထူးသဖြင့်စစ်အင်အားနဲ့ကုန်သွယ်ရေးအတွက်လုံလောက်တဲ့လူဦးရေတိုးတက်မှုရှိဖို့အတွက်အာရခဒေသမှာအနည်းငယ်စိန်ခေါ်ချက်ရှိနိုင်ပါတယ်
အာရခဒေတာတွင်မှာရက်ခိုင်နဲ့ရိုဟင်ဂျာတွေကိုတဟဇာတဖြစ်အောင်ပေါင်းဖက်နိုင်မယ်ဆိုရင်တော့အာရခဒေတာအတွက်လုံလောက်သောလူရင်းမြစ်ကိုမွေးထုတ်နိုင်မယ်လို့ယူဆပါတယ်။ရေချောင်းအတက်နှင့်ပတ်သက်သောအမျိုးသားရေးစရိုက် National Character မာဟန်ကပင်လယ်ရေချောင်းသွားလာရေးအတွက်ကိုတိမ်ညွတ်တဲ့ဗီဇစရိုက်ရှိရမယ်လို့ဆိုပါတယ်။ဗမာတို့ထက်တောင်ရှေ့ကျတဲ့ထီးနှံသမိုင်းရှိခဲ့တဲ့ရက်ခိုင်တို့အဖို့ရှေးရက်ခိုင်ဘရင်တွေလက်ထက်တုန်းကပင်လယ်ရေချောင်းကုန်သွယ်ကူးလူမှုကိုဦးစားပေးလှုပ်ဆောင်ခဲ့တဲ့သမိုင်းနောက်ခံရှိနိုင်ပါတယ်။ရက်ခိုင်တို့ရဲ့သမိုင်းကိုအကျဉ်းဖြည့်လေ့လာကြည့်ရင်ရက်ခိုင်တို့အတွက်ပင်လယ်ရေချောင်းကုန်သွယ်ရေးကိုအားသွန်လှုပ်ဆောင်ခဲ့တဲ့ခေတ်ကာလတွေရှိခဲ့တယ်ဆိုတာတွေ့ရပါတယ်။လက်ရှိပြစ္ဆုတ်ပံကာလအထိရက်ခိုင်ပြည်ဟာမြန်မာနိုင်ငံအတွက်ပင်လယ်ရေချောင်းကုန်သွယ်ရေးအတွက်အဓိကပြည်နယ်တစ်ခုဖြစ်နေတာတွေ့ရပါတယ်။အဲဒီ1450မှ1680အထိအတိတ်သမိုင်းကာလကိုကြည့်ရင်ရက်ခိုင်မင်းတွေလက်ထက်မှာအာရကန်ဒေသဟာရေချောင်းနဲ့ကြီးချောင်းကိုအဓိကဆက်သွယ်ပေးတဲ့ကုန်သွယ်ရေးအချက်အခြာဗဟိုဖြစ်ခဲ့တယ်ဆိုတာတွေ့ရပါတယ်။မြောက်ဦးဟာရက်ခိုင်မင်းနေပြီးတော့ဖြစ်ခဲ့ပါတယ်။မြောက်ဦးဟာကုန်သွယ်ရေးဖြစ်ထွန်းခဲ့တဲ့ဗဟိုအချက်အခြာဒေသဖြစ်ခဲ့မှုတဲ့မှတ်တမ်းတွေရှိပါတယ်။ဗမာတို့အတွက်မြောက်ဦးဟာအနောက်တကားဝဖြစ်သလိုဘင်္ဂလားပင်လယ်အော်ရဲ့အရှေ့ဘက်ကမ်းရိုးလည်းဖြစ်ပါတယ်။မြောက်ဦးဟာကုန်စည်တွေရောင်းဝယ်ဖောက်ကားကူးလူတဲ့အချက်အခြာဌာနဖြစ်ခဲ့ပါတယ်။ဗမာမင်းတို့ရဲ့ပြည်မဒေသထွက်ကုန်စည်တွေနဲ့ဘင်္ဂလားအိန္ဒိယပါရှားနဲ့အာရေဗျဒေသကကုန်စည်တွေဖလှယ်ရာကုန်သွယ်ရေးဗဟိုဖြစ်ခဲ့တယ်။စင်နဲ့မြင်းတွေနွားတွေကိုကုန်သွယ်တယ်။ဆန်နဲ့အထည်လိပ်တွေကိုလည်းဖလှယ်ကြတယ်။နန်းသာထွက်ကုန်တွေနဲ့ရှားပါတောရိုင်းတိရစ္ဆာန်တွေကရတဲ့သမင်ချိုစင်ဆွဲစသည်တို့ရောင်းဝယ်ဖလှယ်ရာကုန်သွယ်ရေးဗဟိုဖြစ်ခဲ့တယ်။ရက်ခိုင်မင်းတွေဟာအိန္ဒိယသမုဒ္ဒရာတွင်ဖြန့်ကျက်သွားလာနေတဲ့ကုန်သည်နေတဲ့ဆက်ဆံရေးကောင်းဖြစ်ထွန်းခဲ့တယ်။အိန္ဒိယန်ပါရှန်အာရပ်ကုန်သည်တွေနဲ့အခြေဆက်ရှိခဲ့တယ်။နောက်ပိုင်းပင်လယ်ရေချောင်းသွားလာရေးမှာအင်အားကြီးလာတဲ့ဥရောပကပေါ်တူဂီနဲ့ဒက်စတိုနဲ့ပါရက်ခိုင်ဒေသကအခြေဆက်ရှိလာတယ်။1635ခုနှစ်မြောက်ဦးမှာ VOC လို့ခေါ်တဲ့ Dutch East India Company တခုလာရောက်အခြေစိုက်ပြီး1665ခုနှစ်အထိလည်ပတ်ခဲ့တယ်။ရက်ခိုင်မင်းတွေကပေါ်တူဂီတို့ထံကနေရေတပ်နည်းပညာတွေကိုအကူအညီရရှိလာလို့ရေတပ်အင်အားကြီးမားခဲ့တယ်ဆိုတဲ့မှတ်တမ်းတွေရှိပါတယ်။ရက်ခိုင်မင်းတွေဟာကုန်တွင်းဒေသတွေမှာသာမကကမ်းရိုးတန်းတစ်လျှောက်လုံးရဲ့လုံခြုံရေးကိုထိန်းချုပ်ထားနိုင်တဲ့အထိအင်အားကြီးမားခဲ့တယ်လို့ဆိုပါတယ်။ရက်ခိုင်မင်းတွေရဲ့အင်ပါယာဟာလက်ရှိရက်ခိုင်ပြည်နယ်ထက်30လောက်ကြီးမားကျယ်ပြန့်တယ်လို့ဆိုပါတယ်။1666ခုနှစ်လောက်အထိရက်ခိုင်မင်းတွေရဲ့အင်ပါယာဟာလက်ရှိဘင်္ဂလားဒေ့ရှ်ရဲ့အစိပ်ပိုင်းတချို့အပါအဝင်စစ်တကောင်းနယ်တွေအထိပါထိန်းချုပ်နိုင်ခဲ့တယ်လို့မှတ်တမ်းတွေမှာလေ့လာရပါတယ်။ဒီတော့ပရိသေရရက်ခိုင်မင်းတွေလက်ထက်မှာရက်ခိုင်တို့ဟာပင်လယ်ရေချောင်းသွားလာရေးနဲ့ပင်လယ်ရေချောင်းကုန်သွယ်ရေးတွေမှာလည်းညံ့ဖျင်းခဲ့တဲ့သမိုင်းမရှိဘူးလို့တိတိကျကျပြောနိုင်ပါတယ်။အစိုးရ၏မူဝါဒတိမ်ညွတ်ချက် Government Policies မာဟန်ကအစိုးရလုပ်သူကပင်လယ်ပြင်ကိုလွှမ်းမိုးဖို့မူဝါဒရေးရာမှာတိမ်ညွတ်တဲ့ဆန္ဒပြင်းပြရမယ်လို့ဆိုပါတယ်။ရက်ခိုင်တို့အတွက်ပင်လယ်ပြင်ကိုလွှမ်းမိုးနိုင်ဖို့အတွက်အဓိကအဟန့်အတားတွေရှိနိုင်ပါတယ်။အာရခဒေသကိုထိန်းချုပ်ကွပ်ကဲထားတဲ့အာရခတပ်တော်ခေါင်းဆောင်တွေမှာပင်လယ်ရေချောင်းအင်အားကိုထိန်းချုပ်နိုင်ဖို့စိတ်ဆန္ဒစောဘလောက်ပြင်းပြသလဲဆိုတာအရေးကြီးပါတယ်။ဒါအပြင်စိတ်စောထက်သန်ပြင်းပြတိုင်းတိဆောက်လို့မရတဲ့ပထဝီနိုင်ငံရေးအကန့်အသတ်ပြည်တွင်းစစ်ဗမာဗဟိုအစိုးရနဲ့အချုပ်အခြာအာဏာကိစ္စတွေရှိနေပါတယ်။ဒါအပြင်ဒေသတွင်း Global Power အားပြိုင်မှုအကြားကအကန့်အသတ်တွေရှိပါတယ်။လက်ရှိ AA က State Actor မဟုတ်သေးပါဘူး။ Non-State Actor သာဖြစ်ပါတယ်။နိုင်ငံတကာဆက်ဆံရေးနယ်မှာ Non-State Actor တွေရဲ့အကန့်အသတ်တွေအမြောက်အများရှိပါတယ်။ AA အနေနဲ့ Non-State Actor အဖြစ်ကနေ State Actor အဖြစ်ကိုပြောင်းလဲနိုင်ရင်ဖြစ်လာရမယ့်စိန်ခေါ်ချက်တွေနဲ့လက်ရှိ Non-State Actor ဘဝမှာကြုံဆုံနေတဲ့စိန်ခေါ်ချက်တွေကမတူပါဘူး။ရက်ခိုင်တို့အဖို့ပင်လယ်ပြင်ကိုထိန်းချုပ်လွှမ်းမိုးပြီးကဘာကြီးနဲ့ပွင့်လင်းလွတ်လပ်သောဆက်ဆံရေးကိုတည်ဆောက်နိုင်ဖို့အတွက်ဆိုရင် AA အနေနဲ့ Non-State Actor အဖြစ်ကနေ State Actor အဖြစ်ကိုပြောင်းလဲပစ်ဖို့လိုအပ်ပါတယ်။အဲဒီအတွက်အာရကန်အိမ်မက်ဖြစ်တဲ့ရက်ခိုင်အဖအမျိုးသားနိုင်ငံတော်တည်ထောင်ရေးပဲဖြစ်ပါတယ်။
AA ခေါင်းဆောင်တွေအနေနဲ့ကမ္ဘာဇက်ခုံပေါ်ကိုတိုးဝင်နိုင်ဖို့နဲ့အဖရက်ခိုင်မြေကိုလွတ်လပ်၍အချုပ်အခြာအာဏာပိုင်သောနိုင်ငံတစ်တစ်ခုဖော်ဆောင်နိုင်မှသာပင်လယ်ပြင်ကိုလွှမ်းမိုးပြီးကမ္ဘာနိုင်ငံတစ်ခုအဖြစ်ဝင်ကြွားစွာတည်ဆောက်နိုင်မှာဖြစ်ပါတယ်။ Non-state actor ဘဝမှာတော့ကလာခေါင်းဆောင်တွေကဘလောက်ပဲပင်လယ်အင်အားကြီးရေတက်ဖြစ်လာဖို့စိတ်ဆန္ဒတိမ်ညွတ်သည်ဖြစ်စေနိုင်ငံတကာဆက်ဆံရေးအကန့်အသတ်ပထဝီနိုင်ငံရေးအကျပ်အတဲနဲ့မြန်မာအစိုးရထိရိပ်မှာခိုနေရတဲ့ပြည်နယ်တစ်ခုအဖို့ပင်လယ်မြင်ကိုလွှမ်းမိုးချုပ်ကင်ဖို့အတွက်စဉ်းစားချက်တွေဘလောက်ရှိသည်ဖြစ်စေလက်တွေ့အကောင့်ထဲပေါ်နိုင်မှာမဟုတ်ပဲအကန့်အသတ်မြောက်များစွာနဲ့ကြုံနေရမှာဖြစ်ကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ။